မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ February 3 ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အဖိုးကြီးစီကပတ်စံနေမှာကီးသွားတဲ့ food blogger ကိုအခုလိုတဲပြောလာတဲ့မဲ့ရည်သိန်းတဲ့ MV ထဲမှာခဏခဏနမ်းပြပြီးချစ်သူစစ်တွေပြစ်ကြောင်ပရိသတ်ကိုအသိပေးလာတဲ့ဘိုးပိုင်ကြီးတို့ကြိတ်ပုံစုံတွေတဲ့လာမ3ယောက်မှတ်မတင်စုံနေဆိုပြီးပုံတင်လိုက်ရမှာပြဿနာကြီးကျယ်တက်သွားခဲ့ရတဲ့လူမျိုးတဲ့သူ့ကိုဝေဖန်တဲ့သူတွေကိုတရားစွဲမယ်လို့သတင်းစာမှာထည့်ကြော်ညာလာတဲ့အောင်ခန့်ပိုင်သတင်းပဲဖြစ်ပါတယ်ရှင်။အဖိုးကြီးစီကပတ်စံနေမှာခီးသွားရတဲ့ food blogger ကိုအခုလိုတဲပြောလာတဲ့မတ်ရေးသိန်းပြည်သက်ကြီးရဲ့ဒီအပိုင်းဆိုရှယ်မီဒီယာမှာလူပြောများနေရကစင်ငယ်မသားတူဖြစ်ရော food blogger တူဖြစ်ပါပြည်သက်ကဂိူနာသက်ပြီးအောက်ပေးခဲ့ရတဲ့အမျိုးသမီးတူရဲ့အတန်ဖိုင်ကြရပဲဖြစ်ပါတယ်။အစကတော့တာမီးနှစ်ယောက်ရုံးကန်လှူရှားနေရကိုကြည့်ပြီးအားလုံးကဝင်းရံခဲ့ကြပေမယ့်အခုတော့ပေါင်လာတဲ့အရှုပ်ရှင်ကတော့ပြည်သက်တွေကိုလူပြောများစေခဲ့တာပါပြန့်နှံ့နေတဲ့အတန်ဖိုင်တွေရောအဆိုပါဖူဘလော့ဂါမျိုးသမီးဟာအိမ်အောင်တဲ့တထေးကြီးတူးနဲ့ပတ်သက်ခဲ့ပြီးအဲ့ဒီမျိုးသားစီကနေ3000ကျော်ရန်ကားတစ်စီးပြင်ငွေကြေးထောက်ပံ့မှုအမြောက်အများယူခဲ့တယ်လို့သိရပါတယ်ပြဿနာကတော့အဲ့ဒီမျိုးသမီးဟာချစ်သူအစ်ထက်ရသွားတဲ့အခါမှာပထမပတ်သက်ခဲ့တဲ့တထေးကြီးကသူ့ပေးထားတာတွေကိုပြန်တောင်းရကနေဇလန်းစားတာပါပို့ပြီးတော့လူပြောများသွားတာကတော့သူမချစ်သူအစ်နဲ့ခီးသွားဖို့အတွက်တောင်းချစ်သူအောင်တထေးကြီးစီကနေ30ထပ်တောင်းခဲ့ရဆိုတဲ့ချက်ပါပဲအဲ့ဒီကိစ္စဟာလူမှုရေးရကြည့်မယ်ဆိုရင်တကယ်ကိုရုပ်ဆိုးလို့နဲ့လုံရဖြစ်တယ်လို့သူမကိုတနာလို့အားပေးခဲ့တဲ့ပြည်သက်တွေအတွက်လည်းစိတ်ပြက်စရာဖြစ်ခင်ရပါတယ်ဒီလိုခေတ်တည်းရိုက်ခတ်နေချိန်မှာပဲအဆိုပါဖုတ်ဘလော့ဂါနဲ့မာစတာချက်မဲရေးသိန်းတို့ကပွဲဖြစ်နေကြတာပါဒါကိုမဲရေးသိန်းကတော့လုံးဝသိမခံပဲတဲလူကြီးပြန်လဲဆုံးမလိုက်တာပါမဲရေးသိန်းကနင်ကခီးသွားဖို့တော့အဖိုးကြီးစီက30တောင်းနေရတာအဲ့ဒါကိုငါ့ကိုလာရှင်ကျင်သေးရလားဆိုပြီးစိတ်ဆိုးမှန်ဆိုနေပြောလာပါတယ်မအေးသိန်းဟာသူမရဲ့အချက်ပြုတ်ပညာနဲ့ကိုပိုင်ရေးချင်းကြောင့်အောင်မြင်လာသူဖြစ်တာမို့အခုလိုလူမှုရေးအရှုပ်ရှင်နေနဲ့နာမည်ကြီးနေသူတယောက်ကသူမနဲ့လာရှင်နာကိုအင်မတန်စော်ကားခံရတယ်လို့ခန်းစားလိုက်ရပုံပါပဲဖူဘလော့ဂါမြို့သမီးနဲ့မအေးသိန်းတို့ကြားမှာတိတိကျကျဘာပြဿနာတွေရှိခဲ့တယ်လဲဆိုတာကိုတော့အသေးစိတ်မသိရသေးပါဘူးဒါပေမဲ့မအေးသိန်းရဲ့တုံ့ပြန်မှုဟာပြတ်သားသလိုတစ်ဖက်ကအမျိုးသမီးရဲ့လုံရက်ကလည်းဝေဖန်စရာအပြည့်ဖြစ်နေပါတယ်ဆင်လီဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့နောက်ွယ်ကဘုံအားအကြောင်းအရာတွေကလည်းပြည်သက်တွေရှိမှပွင့်လင်းမြင်သာလာတတ်ပါတယ်။အခုလိုသူတစ်ပါးအိမ်တော်ရေးကိုထိခိုက်စေပြီးငွေကြီးနောက်ွယ်ကအရှုပ်ရှင်နေနေခီးသွားဖို့အထိတောင်းရမ်းနေတာဟာဖူးဘလော့ဂါတယောက်ရဲ့ပုံရိပ်ကိုအကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်။ဒါကြောင့်လေမေရီသိန်းကသူမနဲ့လာမရှင်မှုပြက်ပြက်တသားပြောဆိုလိုက်တာဖြစ်ပါတယ်။လောကမှာအောင်မြင်မှုဆိုတာခဏတာဖြစ်နိုင်ပေမယ့်ဂုဏ်သိက္ခာဆိုတာကတော့တစ်သက်လုံးထိမ့်သိမ်းရမယ့်ရပါ။မအေးသိန်းရဲ့ဒေါ်သားဟာအမှန်တရားဘက်ကယက်တီချက်တစ်ခုလိုမြင်နိုင်တယ်လို့ဖူးဘလော့ဂါမြို့သမီးအတွက်ကတော့သင်ခန်းစာယူစရာဖြစ်ရတစ်ခုလိုဖြစ်နေပါတယ်။ကိုပိုင်လုံအားနဲ့မဟုတ်ပဲသူတို့မစီကတောင်းယူပြီးသုံးဆွဲနေရတဲ့ဘဝမျိုးဟာဘယ်တော့မှဂုဏ်ယူစရာမဟုတ်ဘူးဆိုတော့ဒီဖြစ်ရကသက်သေပြနေပါတယ်။ယနေ့ခေတ်ဆိုရှယ်မီဒီယာမှာလူသိများလာရင်ကိုယ့်ရဲ့ပြုမှုတွေကလူငယ်တွေပေါ်တက်ရောက်မှုရှိပါတယ်။ကေပရိသတ်ကြီးတို့ရောမအေးသိန်းရဲ့တဲတိုးပြောဆိုလိုက်တဲ့အပေါ်ဘယ်လိုမြင်ကြလဲရှင်။ဖူးဘလော့ဂါမြို့သမီးရဲ့အတန်ဖိုင်ကြီးရဲ့ပုံမှာရောဘာများပြောကျင်တယ်လဲမအေးသိန်းရဲ့ဖူးဘလော့ဂါပွဲမှာဘယ်ဘက်ကရက်တီကြမလဲဆိုတာပြောသွားကြပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်MV ထဲမှာခဏခဏနံပြပြီးချစ်သူစစ်တီဖြစ်ကြောင်းပရိသတ်ကိုအတိပေးလာတဲ့ဘူပိုင်ကြီးတို့ကြိတ်ပုံးစုံတွေမင်္ဂလာပါပရိသတ်များရှင်ဘိုးပိုင်ကြီးတို့စုံတွေကတော့ကြိတ်ပုံးခုတ်နေရတာပြင်းလာလို့ထင်ပါတယ်။အခုတော့လုံးဝကိုအတင်းလင်းသဘောမျိုးနဲ့ပရိသတ်တွေကို surprise တိုက်ချလိုက်ပါပြီ။သူတို့နှစ်ယောက်တွဲနေရဆိုတာကိုသူတို့နှစ်ယောက်ကလွဲလို့တကဘာလုံးသိရဲဆိုပြီးပရိသတ်တွေအမြဲပြောလို့ရှိတာမှန်ပါ။အခုတော့အဲ့ဒီလိုတွားပြောလို့မရတော့ပါဘူးနော်။ဒီတချင်းလေးနဲ့အတူတဲ့အတီကြကို official ချပြသွားတာဖြစ်လို့ပါ။တချင်းနာမည်ကတော့စောင်းလီပြည်တဲ့ရှင်။ဟိုတခါနှစ်ယောက်တူခီးထွက်ကြတယ်ဆိုတာကအဲ့ဒီ MV လင်းရှိုက်ဖို့လည်းဖြစ်ပါလိမ့်မယ်။ပြောရရင်အဲ့ဒီလိုတချင်းဗီဒီယိုတွေဆိုတာကတခြားမင်းသမီးတွေကိုခေါ်ရရင်လည်းရပါတယ်။ဒါပေမဲ့ဘိုးပိုင်ကြီးကတော့သူ့ရဲ့ချစ်သူလေးကိုပဲပွဲထုတ်လိုက်ခြင်းနဲ့စိတ်ကြောင့်အခုလိုမျိုးနန်းစုကိုမရမကခေါ်ပြီးရိုက်လိုက်တာဖြစ်ပါတယ်။သူတို့ရဲ့ပုံစံက DMV ထဲမှာဆိုရင်လုံးဝကိုတာမန်ဆက်ဆံရေးနဲ့တရုပ်ဆောင်နေကြတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ရီးစားနှစ်ထပ်ကွမ်းနေလိုမျိုးပဲလက်ကိုကင်နာကားစားနန်းနာဆုံးပြုံးပြုံးကြီးတွေနဲ့ထိထိမိမိဖြစ်နေကြတာပါ။နန်းရည်ဆိုတဲ့စာသားကြီးတောင်တချင်းထဲမှာထည့်ဆိုထားပါသေးတယ်။
ဒါကြောင့်မို့ဒီဆောင်းလီပြေတဲ့ချင်းကပရိသတ်တွေနားထောင်မှုထုတ်ပေးရဆိုတာတန်သူဤစားနန်းစုကိုကျူးကျင်လို့သူတို့နှစ်ယောက်ရီးစားတွေပါဆိုတာကိုတမင်ချပြခြင်းလို့ထုတ်ထားနေဆိုတော့အတော်လေးကိုသိတာနေပါပြီနော်သူတို့တယောက်ဆောင်တဲ့အပိုင်းကိုပြန်ပြောရမယ်ဆိုရင်နန်းစုလက်ကိုကင်ထားတာတွေတတို့သမီးနဲ့တတို့သားစတိုင်ကြီးဝစ်ပြီးအတီပေါက်ကြီးလက်ကိုနမ်းလိုက်တာတွေအဲ့ဒီလိုမျိုးရိမ့်မို့အခန်းနေပြင်ရင်ဝင်ထဲကိုဖတ်ပြီးထည့်လိုက်တာခြေချော်ပြီးနမ်းမိမလို့ဖြစ်တာစတဲ့အခန်းလေးပါမစီမဆိုင်ထည့်ထားတာဖြစ်ပါတယ်တချင်းတစ်ပုတ်လုံးထဲမှာသူတို့ရဲ့ chemistry မိနေမှုကြီးကတော့တကယ်ကိုလက်ပြားခါလောက်စရာပါပဲရှင်ပရိသတ်ကြီးတို့ရောအဲ့ဒီတချင်းလေးကိုနားထောင်ပြီးကြပြီလားနော်နားမထောင်သေးဘူးဆိုရင်တော့အခုပဲသွားနားထောင်ကြည့်လိုက်ပါတချင်းကရှေးခေတ်ငွေတန်စတိုင်မျိုးလေးနဲ့ဆူထားတာဖြစ်လို့ခဲရေးရတာကိုကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့တကယ်ကိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်သူတို့နှစ်ယောက်တရုပ်ဆောင်ထားပုံနဲ့ပတ်သက်လို့ရောဘယ်လိုများထင်မြင်မိကြလဲဆိုတာကိုလည်း comment မှာပြောပြခဲ့ကြပါအောင်ရှင်လမ်းမ3ယောက်မှတ်မတင်ဆုံနေဆိုပြီးပုံတင်လိုက်ရမှာပြဿနာအကြီးကျယ်တက်သွားခဲ့ရတယ်လွင်မို့မင်္ဂလာပါပြည်သူများရှင်လွင်မို့တို့ကတော့ရိုးရိုးသားသားပုံလေးတင်လိုက်မိကမှပြဿနာအကြီးကျယ်တက်ရတဲ့အဆင့်ကိုရောက်သွားပါတယ်တကယ်တော့ဒါဟာသားပြက်ပြက်တစ်ခုလိုတော့ပြောရမယ်ပုံစံပါပဲဖြစ်စဉ်ကတော့လူမင်းလွင်မို့နဲ့လေးပြူတို့3ယောက်သားကအမှတ်မတင်ဆုံတွေ့ခဲ့ကြတာကစားတာပါဒီ3ယောက်ဟာဆိုရင်အခုချိန်မှာတော့အေးအေးဆေးဆေးလေးမိသားစုနဲ့အနားယူနေကြတဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့လည်းတစ်ချိန်ကတော့နုပညာနယ်ပယ်အသီးသီးမှာပြည်သက်တွေရဲ့အားပေးမှုတွေကိုတခဲနဲ့ရရှိထားတာဖြစ်ပါတယ်။လူမင်းကတော့နုပညာအလုပ်တွေရန်နာပြီးကတည်းကဘသူနဲ့မှသိပြီးအပေါင်းအသင်းမလုပ်တော့သလိုဒီတိုင်းပဲအေးဆေးနေတိုင်းနေရဖြစ်ပြီးလေးပြူလည်းဒီတိုင်းမှာပဲ။ဒါပေမဲ့လူမိုးကတော့နုပညာအလုပ်တွေရှင်းနာပြီးပြီမဲ့သမီးလေးနဲ့ရှူတင်ကိုလိုက်မြေးလေးကိုထိန်းနေဘဝကိုလူငယ်ဆန်ဆန်ဖြတ်တန်းနေသူပါ။အခုလဲ3ယောက်မှတ်မတင်ဆုံးတော့သူကအတက်ကြွဆုံးကြီးဖြစ်တာမို့ပုံလေးပါရှိုက်ပြီးတော့ချက်ချင်းကိုတင်ပြလိုက်တာဖြစ်ပါတယ်။တင်းတဲ့ခါမှာခရက်ကဒီလိုပါ။လူမင်းကလည်းသူ့ရဲ့နာမည်တိုကောက်တိုင်းလာမလွင်မိုးကလည်းပဲနာမည်တိုကောက်ဆိုလာမဒါပေမဲ့နောက်တစ်ယောက်ကတော့လေးဖြူကတော့နာမည်တိုကောက်နဲ့ပြောရရင်လာမမဟုတ်ပဲလာဖဖြစ်နေတာပါ။အဲ့ဒါကိုလွင်မိုးကလာမ3ယောက်စုံနေဆိုပြီးတင်ပြလိုက်တာကြောင့်လေးဖြူကိုထဲမတွက်သလိုဖြစ်သွားတာပါ။ဒါကြောင့်မို့အားလုံးကလည်းလေးဖြူကိုရောမပါလာလားလေးဖြူရှူထားတာလားဆိုပြီး comment မှာဝိုင်းပြောကြတော့တာပါပဲရေမိုးနေနေကတော့ဒီအတိုင်းပဲပေါ့ပေါ့ပပနဲ့တွေ့ပြီးလာမလာဖမတော့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့လေးဖြူအနေနဲ့ကကျွန်တော်ပုံတင်ပြီးစာနဲ့တွဲရတာတော့လူမင်းနဲ့လွင်မိုးပဲပါပြီးသူ့ကိုထဲမတွဲရသလားလို့အကြီးကြီးတွေးလိုက်ပုံပါပဲဒါကြောင့်မို့ export တင်ပြီးကလေးကအတော်လေးကိုကြက်ထသွားခဲ့တာဖြစ်ပါတယ်လေးဖြူကဘလူတွေဘာပြဿနာလားရှာလို့လဲတော့မသိပါဘူးအခုဆိုရင်တော့ရေးထားတဲ့စာကိုအက်တစ်လုပ်ပြီးပြန်ပြင်သွားပြီဖြစ်ပါတယ်လမ3ယောက်မဟုတ်တော့ပဲလမနဲ့လဖဖြစ်သွားပါပြီတကယ်ကိုချိန်ခဏလေးအတွင်းမှာဖြစ်သွားခဲ့တဲ့ပွဲသေးစားလို့ပြောရမလို့ပါပဲရှင်ကေပရိတက်ကြီးရောအခုလိုဟာတာဖြစ်ပြန်လေးနဲ့ပတ်သက်ပြီးဘယ်လိုများတွေးမိကြပါသလဲနော် comment မှာပြောပြဆွေးနွေးခဲ့လို့ရပါတယ်သူ့ဝေဖန်တဲ့သူတွေကိုတရားစွဲမယ်လို့သတင်းစာမှာထဲ့ကြော်ညာလာတဲ့အောင်ခန့်ပိုင်လက်ရှိမြန်မာစတာအစီအစဉ်မှာအောင်ခန့်ပိုင်တယောက်အင်္ဂလိပ်သချင်းနာမည်တွေကိုရှာလိုက်ပြီးတလဲစီယူနေတာမျက်နှာပြောင်ပြောင်နဲ့တင်ဆက်နေရတဲ့ကြောင့်ဆိုရှယ်မီဒီယာမှာတော်လေးဆဲခံနေရတာအားလုံးသိပါဒီပေါ်မှာဝိုင်းရဲ့စီစဉ်တင်ဆက်သူတွေဖြစ်တဲ့ကျော်တောင်နဲ့ကောင်းထက်စော်တို့ကပါဒါအမှုပညာစင်မြင့်ကိုစော်ကားတာပဲဆိုပြီးပြပြတသားဝေဖန်ခဲ့ကြပါတယ်ဒါပေမဲ့အောင်ခန့်ပိုင်ကတော့ဝေဖန်မှုတွေကိုခီးမဆိုင်တဲ့အပြင်အခုဆိုရင်ရှင်းနေတွေကနေတစိမ့်သတင်းစာမှာကြော်ညာထည့်ပြီးသူ့ကိုပုတ်ခတ်စော်ကားသူတွေကိုတရားစွဲမယ်လို့ချိန်ချောက်လာပါတယ်။သူကကျွန်တော်အင်္ဂလိပ်စာ 4 scale လုံးရတာပါ။တမင်တောသားတွေကိုငပိန်းဖမ်းပြနေတာလို့လေအင်တာဗျူးတစ်ခုမှာပြောဆိုထားပါသေးတယ်။အမှုပညာရေးချင်းထံအတန်းရှင်းရဖို့ကိုပဲဥတီနေတဲ့မြန်မာစတာအစီအစဉ်ရဲ့ marketing အကွက်တွေကြားမှာအောင်ခန့်ပိုင်ရဲ့ဒီလိုတရားစွဲမယ်ဆိုတဲ့လုပ်ရက်ကပြည်သက်တွေကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။ကိုမကိုမပြင်းတဲ့အပြင်လူထုကိုပါတရားစွဲဦးမလားဆိုပြီးအချင်းတွေကပုံမတင်းမာနေပါတယ်။ကေပရိသတ်ကြီးတို့ရောအောင်ခန့်ပိုင်ကတကယ်ပဲ full skin ရလို့တမင်ဟန်ဆောင်နေရလို့ရှုံကြလား။ဝိုင်းရင်စီစဉ်တင်ဆက်သူတွေရဲ့ဝေဖန်မှုနဲ့အောင်ခန့်ပိုင်ရဲ့တရားစွဲမဲ့ကိစ္စအပေါ်ဘယ်လိုမြင်ကြလဲရှင်။